ကျူးသားလုံးနေပေမဲ့ကိုလုပ်ငန်းကမအောင်မြင်သေးဘူးကိုကျွမ်းကျင်တာလုံးနေပေမဲ့ထင်သလောက်ဖြစ်မလာဘူးဆိုလို့ရှိရင်တော့ခင်ဗျားဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့လိုအပ်နေပြီဒီဗီဒီယိုထဲမှာကျွမ်းကျင်ပညာရှင်ကနေပြီးတော့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ဖို့ဘာတွေလှုပ်ဆောင်အောင်မလဲဆိုတော့အသေးစိတ်ပြောထားတဲ့ဒီ Image Revisited စာအုပ်အကြောင်းပြောပြပေးသွားမှာဖြစ်တယ်ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကိုကျွန်တော်ကခြုံလိုက်ပြီးတော့အဓိကအချက်၄ချက်ကိုပဲကျွန်တော်ဒီနေရာမှာပြောပြမှာဖြစ်တဲ့အတွက်ဒီ၄ချက်ကိုသာအသုံးချမယ်ဆိုလို့ရှိရင်ကိုကျွမ်းကျင်တဲ့နယ်ပယ်မှာကိုကျွမ်းကျင်တဲ့အလုပ်တွေကိုအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်အောင်ဘယ်လိုလုပ်အောင်မလဲဆိုတာတွေကိုခင်ဗျားသိသွားမှာလုံးဝအာမခံတယ်ကိုကျွမ်းကျင်တဲ့နယ်ပယ်မှာစီးပွားရေးလုပ်လို့ရှိရင်အောင်မြင်မယ်လို့ထင်ကြတယ်တကယ်တော့ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုအားအယံဆိုင်ခြင်းကကိုယ့်လုပ်ငန်းကြာရှုံးခြင်းရဲ့အဓိကပြဿနာဖြစ်နေတယ်ဥပမာအနေနဲ့ကျောင်းဆရာကိုကြည့်အောင်ကျောင်းဆရာတယောက်ကစာသင်မြကောင်းတယ်သူများတွေနားမလဲတာကိုတည်တည်ချာချာရှင်းပြနိုင်တယ်သူကကျောင်းထောင်တဲ့အချိန်မှာအဲ့ဒီခုနကတော့သူ့ရဲ့စာသင်မြကျွမ်းကျင်မှုကဘလောက်အရေးကြီးတယ်လဲဆိုတာစက်ကြည့်အောင်သူကျောင်းထောင်ပြီဆိုတာနဲ့သူပထမဆုံးလုပ်ရတဲ့အလုပ်ကကျောင်းအတွက်နေရာရှာရမယ် pre-work တွေဝယ်ရမယ် equipment တွေဝယ်ရမယ်ပြီးတဲ့ခါကျလို့ရှိရင်ကျောင်းသားတွေလာတဲ့အခါမှာများများဆဆသင်နိုင်မှုအတွက်ဆရာတွေဝန်ထမ်းတွေခန့်ရမယ်ဒီတော့ဆရာတယောက်ရဲ့စာသင်မြကောင်းခြင်းဆိုတာအဲ့နေရာမှာအရင်အသုံးတဲ့နေသေးလားပေါ့ဒါကိုပြန်ပြီးတွေးတတ်ဖို့လိုတယ်အလားတူပဲဘယ်ကားလာပြင်တတ်တယ်ဆိုတဲ့ကားဆက်ပြင်တယောက်ကကားဝတ်ရှော့ထောင်လို့ရှိရင်သူ့ကိုယ်သူအောင်မြင်မယ်ထင်တာပဲအချက်ပြုတ်ကောင်းတဲ့အဆိုမှုကလည်းသူသာစားဆောင်ဆိုင်ဖွင့်လို့ရှိရင်လူတိုင်းသူစီလာစားမယ်လို့တွေးတာပဲတကယ်တည်းစီးပွားရေးလုပ်တဲ့အခါကျတော့ဒါတွေကသိပြီးတော့အရေးမကြီးတော့ဒီ image revisit တဲ့ထဲမှာစာရေးဆရာမိုက်ကယ်ကဘာပြောထားလဲဆိုတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုပေါ်မှာအားအယံဆိုင်ခြင်းကကိုယ့်လုပ်ငန်းရဲ့ကြာရှုံးခြင်းပဲတဲ့သူကထပ်ပြီးဘာပြောထားသေးလဲဆိုတော့လုပ်ငန်းရှင်တယောက်မှာမဖြစ်မနေလိုအပ်တဲ့ကိုယ်ရည်ကိုယ်သွေး၃ခုရှိတယ်နံပါတ်1ကကျတော့ technician ဆိုတဲ့ကိုယ်ရည်ကိုယ်သွေးပြောရလို့ရှိရင်တော့ခုနကတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုပညာရှင်ကိုယ်ရည်ကိုယ်သွေးပေါ့နံပါတ်2ကကျတော့ manager လို့ခေါ်တဲ့စီမံခန့်ခွဲမှုကိုယ်ရည်ကိုယ်သွေးနဲ့နံပါတ်3ကကျတော့ entrepreneur လို့ခေါ်တဲ့စုံမှုတီထွင်မှုကိုယ်ရည်ကိုယ်သွေးလို့ပဲဖြစ်တယ်ဆိုတော့ကိုကကျွမ်းကျင်မှုကိုပဲသွားပြီးတော့တအားကြီးအားဆိုင်နေမယ်ဆိုလို့ရှိရင်ကျန်တဲ့တစ်ခုမှာလင်းဟင်းသွားပြီးတော့ကိုယ်လုပ်ငန်းကကြာရှုံးတတ်တယ်ဒါကြောင့်စာရေးဆရာမိုက်ကယ်ကသူ့ရဲ့ဒီ image revisited ထဲမှာဒီ personalities ၃ခုကို balance ပြနေဖို့လိုအပ်ကြောင်းအသေးစိတ်ပြောပြထားတယ်လူတော်တော်များများကများများလုပ်ရင်များများအောင်မြင်မယ်လို့တွေးကြတယ်စီးပွားရေးလုပ်တဲ့အခါမှာလည်းကိုကစိုင်ငွေတွေများများဖွင့်နိုင်မယ်ကိုကဈေးများများရောင်းနိုင်မယ်အချိန်များများဖွင့်ထားနိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဝင်ငွေတွေတိုးလာမယ်လို့ထင်ကြတယ်ဒါပေမဲ့သူတို့မတွေးမိတာက limitations ပဲအရာရာတိုင်းမှာကန့်သတ်ချက်တွေဆိုတာရှိတယ်ဥပမာစားသောက်ဆိုင်ဆိုပါတော့စားသောက်ဆိုင်တစ်ခုရဲ့ operation hours ဆိုတာက8နာရီလား10နာရီလားဒီထက်ပိုလို့မရဘူး24နာရီလုံးဖွင့်မယ်ဆိုလို့ရှိရင်ဝန်ထမ်းတွေအများကြီး shift 3ခုခွဲပြီးတော့ခန့်ထားဖို့လိုအပ်တယ်ဒါဆိုကုန်ကျစရိတ်ကတက်လာမှာပဲအလားတူပဲကိုကဆိုင်10ဆိုင်လောက်ဖွင့်ကျင်တယ်ဆိုလို့ရှိရင်ဆိုင်10ဆိုင်စာရင်းနှီးမြှုပ်နှံမှုထည့်ရတော့မယ်ဒီ image revisited ထဲမှာစာရေးဆရာမိုက်ကယ်ကပြောထားလဲဆိုတော့စီးပွားရေးလုပ်ငန်းတစ်ခုမှာတဲ့အရေးကြီးတာက leverage ပဲတဲ့ leverage ဆိုတာက lever ကလာတယ်ကိုမနိုင်တဲ့ဝန်ကိုကိုအားအောင်သုံးပြီးတော့မလို့ရတယ်လို့ပဲကိုလုပ်ငန်းရဲ့စီးပွားရေးမှာလည်းအရေးနှီးနဲ့ကြိုးအမြတ်များများရအောင် business leverage ဆိုတာကိုအသုံးပြုတတ်ဖို့လိုအပ်တယ် leverage ကိုဘယ်လိုအသုံးချမလဲ leverage ကိုဘယ်လိုကျွမ်းကျင်ကျင်ဂိုင်းတွယ်မလဲဆိုတာနဲ့ပတ်သက်ပြီးစာရေးဆရာကဘာထပ်ပြောထားလဲဆိုတော့လုပ်ငန်းတော်တော်များများကတဲ့ level တစ်ခုရောက်သွားလို့ရှိရင်အောင်မြင်နေတဲ့ဘယ် level လဲဆိုတော့ franchise level တဲ့ဆိုတော့နံပါတ်3မှာ franchise အကြောင်းဆက်ကြည့်လိုက်ကြရအောင်လူအများစုကစီးပွားရေးလုပ်လို့ရှိရင်အရေးနှီးကအရေးကြီးဆုံးလို့ထင်ကြတယ်တကယ်တော့မဟုတ်ဘူးဗျဥပမာ McDonald ကိုဥပမာအနေနဲ့ကြည့်အောင်ဒီ McDonald ကိုပဲဒီ image revisit တဲ့ထဲမှာစာရေးဆရာက example ပေးထားတယ် McDonald အကြောင်းရထားတဲ့ရုပ်ရှင်ကိုကြည့်လို့ရှိရင်သူဒီ standard operation procedure ဆိုတဲ့သူ့ရဲ့ system ကိုဘယ်လောက်တောင်အားစိုက်ထားကြောင်းမြင်ရလိမ့်မယ်လုပ်ငန်းတစ်ခုမှာအရေးကြီးဆုံးက capital မဟုတ်ဘဲနဲ့ system ပဲဗျ system သာကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအရေးနှီးနဲ့အမြတ်တွေအများကြီးရှာလို့ရတယ် system ကောင်းဖို့အတွက်ကဘာလို့လဲဆိုတော့စနစ်တကျစီမံထားတဲ့ standard operation procedure တွေလိုတယ်ဒါတွေကိုစီမံထားနိုင်တယ်လှုပ်ထားနိုင်တယ်ဆိုလို့ရှိရင်ကိုကတခြားရင်းနှီးမြှုပ်နှံခြင်းတဲ့သူတွေကိုကိုယ့်ရဲ့ system ကိုရောင်းစားလို့ရတယ် franchise ပေးလို့ရတယ် franchise ပေးလိုက်တဲ့အခါမှာကိုကအဲ့ဆိုင်တစ်ဆိုင်ကိုအစအဆုံးသွားပြီးတော့ရင်းနှီးမြှုပ်နှံနေကြမလို့ပဲနဲ့အဲ့ဆိုင်ကရတဲ့ဝင်ငွေ percentage တစ်ခုကိုကအဲ့ထဲကောက်ထည့်ထားလို့ရတယ်ဒါနံပါတ်3 franchise အကြောင်းပဲ franchise အကြောင်းပြီးသွားလို့ရှိရင်တော့နံပါတ်4မှာဒီ franchise ကိုဘယ်လိုအောင်မြင်အောင်အကောင့်ထဲပေါ်တင်တယ်လဲဆိုတာစာရေးဆရာကထပ်ပြောထားသေးတယ်ဆက်ကြည့်လိုက်ကြရအောင်ကျွမ်းကျင်မှုကိုအခြေခံပြီးလုပ်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အဓိကပြဿနာစိတ်တိုင်းမကြခြင်းပဲ
ကိုကဒီလုပ်ငန်းတွေဘက်မှာအကျွမ်းကျင်ဆုံးအသိဆုံးအတက်ဆုံးလို့ကိုကိုခံယူထားတဲ့အတွက်ကြောင့်ကိုခန့်လိုက်တဲ့ဝန်ထမ်းတွေတခုလုပ်ပြီဆိုလို့ရှိရင်စိတ်တိုင်းမကြတာကအရင်လာတယ်ပြီးတော့ကျွန်တော်တို့ရဲ့ culture ယဉ်ကျေးမှုအရာကျွန်တော်တို့ကအရာရာကိုထိန်းချုပ်ခြင်းတယ်ကိုလက်ထက်ကတခုကိုမထိန်းချုပ်ဖဲနဲ့သူများဟိုပေးလိုက်ရပြီဆိုတာနဲ့ကိုကစိတ်တိုင်းကမကြတော့ဘူးအရာရာကိုထိန်းချုပ်ဖို့စူးစမ်းလေကိုလုပ်ငန်းကကြာရှုံးမှုပုံများလိပဲတဲ့ဒါကိုဒီ image revisited ထဲမှာစာရေးဆရာကအကြီးအကျကြီးကိုပြောပြထားတယ်သူကဘာပြောလဲဆိုတော့ Latin god of control တဲ့တချို့အရာတွေကိုကလွှတ်ပေးလိုက်ဝန်ထမ်းတွေကိုလွှတ်ပေးလိုက်သူအဓိကထားပြီးပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့လုပ်ငန်းစီးပွားရေးလုပ်ငန်းလုပ်တဲ့အချိန်မှာကျွန်တော်တို့ဝန်ထမ်းတွေခန့်တဲ့အခါမှာကျွန်တော်တို့လောက်မတော်တဲ့ကျွန်တော်တို့လောက်မတက်တဲ့သူတွေကိုတော်တော်များများကခန့်ထားကြတယ်ငါဒီလုပ်ငန်းမှာငါအသိဆုံးပဲငါတက်ဆုံးပဲဒီတော့နည်းနည်းပါးငါ့ကိုကူညီပေးမယ်တပည့်တယောက်နှစ်ယောက်ရရင်ဒီလုပ်ငန်းကငါစလို့ရပြီလို့ထင်ကြတယ်တကယ်တမ်းကျတော့အောင်မြင်တဲ့လုပ်ငန်းတစ်ခုလုပ်ချင်တယ်ဆိုလို့ရှိရင်ကိုယ့်ထက်ပိုသိတဲ့ကိုယ့်ထက်ပိုတက်တဲ့ကိုမလုံနိုင်တာတွေကိုလုံနိုင်တဲ့လုံတက်တဲ့ဝန်ထမ်းတွေကိုကျွန်တော်တို့ကခန့်ဖို့လုပ်တယ်အဲ့လိုခန့်လိုက်တဲ့အခါကျတော့မှကျွန်တော်တို့ကကောင်းမွန်တဲ့စနစ်တစ်ခု system တစ်ခုကိုပိုင်ဆိုင်ရရှိမှာဖြစ်တယ်ဒီလို system တစ်ခုကိုပိုင်ဆိုင်ရရှိတော့မှကျွန်တော်တို့ကဒီ system ကို franchise ပေးလို့ရမယ်အဲ့လို franchise ပေးနိုင်တဲ့အခါကျတော့မှကျွန်တော်တို့က business leverage ကိုရဒါဆိုရင်ကျွန်တော်တို့ကအရင်အနည်းနဲ့အပြည့်များတဲ့လုပ်ငန်းတစ်ခုကိုတည်ဆောက်ပြီးသားဖြစ်သွားလိမ့်မယ်ဒါကဒီ image revisited ကနေပြီးတော့ပေးတဲ့စတိုထားမြောက် business idea ပါစီးပွားရေးလုပ်ငန်းရှင်တယောက်ကကျွမ်းကျင်မှုတစ်ခုတည်းကိုအရန်အားဆိုင်နေကြာရှုံးဖို့ပိုနီးစပ်လာလိမ့်မယ် image revisited ထဲမှာပါတဲ့ personalities ၃ခုဖြစ်တဲ့ technician entrepreneur manager ဒီ၃ခုကိုသမားမျှတအောင်လုပ်ဆောင်နိုင်မှုလိုအပ်တယ်ပြီးတဲ့အခါကျတော့စီးပွားရေးလုပ်ငန်းတစ်ခုက leverage လုပ်တယ် leverage ရှိမှကိုကအရင်အနည်းနဲ့အမြတ်များရမှာဖြစ်တယ်leverage ရဖို့အတွက်ကျွန်တော်တို့က system တစ်ခုကိုတည်ဆောက်ပေးဖို့လိုအပ်တယ်အရေးကြီးတဲ့ system ကပိုပြီးအရေးကြီးတယ်လို့ဒီ image revisited ထဲမှာပြောထားတဲ့အတိုင်းပဲပြင်ပလောကမှာလည်းကိုကသူများကိုရောင်းစားလို့ရမယ် system တစ်ခုကိုတည်ဆောက်နိုင်ဖို့လိုတယ်နောက်ဆုံးအချက်အနေနဲ့ကတော့အဲ့ system ကိုတည်ဆောက်ဖို့အတွက်ကျွန်တော်တို့ကတချို့အရာတွေကိုလက်လွတ်ပေးရမယ်တချို့အရာတွေကိုကိုယ့်ထက်ပိုတော်တဲ့ဝန်ထမ်းတွေလက်ထဲထည့်ပေးဖို့လိုအပ်တယ်အရာရာကိုစိတ်တိုင်းမကြမှုတွေနဲ့လိုက်ပြီးတော့ထိန်းချုပ်နေမယ်ဆိုလို့ရှိရင်အောင်မြင်တဲ့ system တစ်ခုကိုတည်ဆောက်နိုင်မှာမဟုတ်ဘူးလို့အဲ့ system မရတဲ့ခါကျရင်လည်းကျွန်တော်တို့ franchise ပေးလို့မရတဲ့အတွက် leverage လည်းရလာမှာမဟုတ်ဘူးဒါကတော့ဒီ image revisited ထဲမှာပါတဲ့ business ideas တွေကိုကျွန်တော်ကခြုံငုံပြီးတော့၄ခုဖြစ်ခြုံငုံပြီးတော့ပြောပြပေးတာပဲဖြစ်ပါတယ်အစိုးရနားထောင်ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့